ထွက်ပြေးတာမဟုတ်ပါဘူးဗျာကျွန်တော်အကောင်းဆုံးကူညီဖို့စူးစမ်းနေတာပါဟုတ်တခြားဘာများစိတ်ပြောင်းသွားအောင်လုပ်ချင်တယ်ပြောကြည့်ပါဦးကျွန်တော်စဉ်းစားပြီးမယ် မရဘူးနင်စဉ်းစားငါမပြောတတ်ဘူး ဇိုးရအစားအစာချက်နည်းလေးတွေလဲလာကြည့်လိုက်အောင်ဘယ်လိုလဲ ဘာမှမချက်ချင်ပြင်းလို့ ပြီးတော့ကိုယ်တိုင်ချက်ပြီးမိသားစုဝင်တွေနဲ့အတူစားတော့ရင်ပျော်ရွှင်စရာအချင်းလေးတွေဖန်တီးလို့ရတာပေါ့ ငါတယောက်တည်းနေတာမိသားစုတွေကမြန်မာပြည်မှာ sorry ပါဗျာကျွန်တော်မသိလို့ပါတယောက်တည်းနေရင်ပြန်တာကပို့ဆိုးနိုင်တယ်နော်အဲ့ဒါဆိုရင် online ကောင်းကြီးတငယ်ချင်းတွေအတစ်တွေရှာပြီးစကားပြောကြည့်တာဟောဘယ်လိုလဲကိုယ့်ရဲ့စိတ်ဝင်စားမှုတူတဲ့သူတွေနဲ့စကားပြောရင်ပြင်းတာပြေသွားနိုင်တယ်နော် သူတို့ကလည်းကိုယ်မပြောချင်ပါဘူးကိုယ့်ရဲ့ကိုကအဲ့လိုမျိုးသူမှမပြောချင်ဘူးကို စိတ်ဓာတ်မကြပါနဲ့ဗျာတကယ်တော့လူတိုင်းပြင်းတဲ့အချိန်အားငယ်တဲ့အချိန်မျိုးရှိတတ်ပါတယ်နော်ကိုနားလည်ပြီးစကားပြောချင်တဲ့သူတွေရှိမှာပါနော်အခုဘာတစ်ခုကိုမှစိတ်မပါသေးဘူးဆိုရင်လည်းခဏလေးနားရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတေချာစမ်းစစ်ကြည့်တာဟောပဲလို့လဲဘာကြောင့်ဒီလိုခံစားနေရတာလဲဆိုရကိုရှားခွေကြည့်တာပေါ့ မနာချင်တော့ဘူးလေနားနေရလို့ပြင်းပါတယ်ဆိုမှနင့်ကငါအကူညီတောင်းတာပေါ့ ဟုတ်ကဲ့ပါဗျာတကယ်စိတ်ရှုပ်ထောင်းလုံးမိသလိုဖြစ်သွားရင်တောက်မှတ်ပါတယ်နော်အခုကျွန်တော်ထပ်ပြီးစဉ်းစားကြည့်မယ်နော်အိမ်မှာပြည့်နေတာကိုပြေပြောက်ဖို့ online ကနေ game ပြိုင်ပွဲလေးတွေရှာပြီးစောကြည့်တာကိုစိတ်ဝင်စားတာ စိတ်ဝင်စားဘူး ကောင်းပါပြီကျွန်တော်နောက်ဆုံးစဉ်းစားလေးအခုထပ်ပေးမယ်နော်အိမ်မှာပြည့်နေတာကိုပြေပြောက်ဖို့အရင်ကမလုပ်ဖြစ်ခဲ့တဲ့ဝါသနာတစ်ခုကိုစမ်းသပ်ကြည့်တာဟုတ်ပဲလို့လဲ ဥပမာပန်းချီဆွဲတာဂီတာလေ့လာတာဒါမှမဟုတ်စာရေးတာပေါ့ကိုယ့်ရဲ့အတွင်းစိတ်ကတကယ်စိတ်ဝင်စားတဲ့အရာကိုရှာဖွေကြည့်ပါ အဲ့ဒါလည်းမလုပ်ချင်ဘူးအဲ့ဒါကြီးကဟိုရက်ကလုပ်ပြီးသွားပြီဝါသနာပါတာတွေ ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တစ်ခုစဉ်းစားကြည့်မယ်နော်အိမ်မှာပြင်းနေတာကိုပြေပြောက်ဖို့စိတ်ကူးရင်ဆန်းဆန်းဇာလန်းတွေရေးကြည့်တာဟုတ်ပဲလို့လဲ အဲ့တော့ဒီ idea မကောင်း ဒါဆိုရင်ကျွန်တော်နောက်ဆုံးအနေနဲ့တကယ်ကိုစိတ်ပြေလက်ပြောက်ထိစင်မဲ့အကြံလေးတစ်ခုထပ်ပေးမယ်နော်အိမ်မှာပြင်းနေတာကိုပြေပြောက်ဖို့တရားထိုင်တာဒါမှမဟုတ်ယောဂကျင့်တာမျိုးတွေစမ်းကြည့်တာဟုတ်ပဲလို့လဲစိတ်ကိုငြိမ်သက်စေပြီးအတွေ့အကြုံတွေရစေနိုင်တယ်နော် အဲ့ဒါလည်းမလုပ်ချင်ပါဘူးပြင်းစီရ တကယ်ပါပဲနော်ဘာမှစိတ်မပါဘူးထင်နေတာကိုဒါဆိုရင်ခဏလေးမျက်လုံးလေးတွေမိတ်ပြီးနားကြည့်ပါလား တော်ပြီငါမနာတော့ဘူးနင်ပဲနာငါ့ကိုလာဆူနေရအတန်နေတော့ဝင်ကုန်ပြီတနာပါ ဗျာတောင်းပန်ပါတယ်ဗျာကျွန်တော်အဆူငေါက်ပေးတယ်လို့ဖြစ်သွားရင်တောင်းပန်ပါတယ်နော်စိတ်ထဲမှာတကယ်စိတ်မကောင်းဖြစ်မိပါတယ်အခုကျွန်တော်တိတ်ဆိတ်နေပြီမယ်နော်ခဏလေးစိတ်ကိုလျှော့ပြီးအနားယူလိုက်ပါအောင်တကယ်လို့တခုခုလှုပ်ချင်စိတ်ပေါ်လာရင်ကျွန်တော်ကိုပြောပြပေးပါနော် အေးအမှဒီဂျေရောဖြစ်တောက်လိုက်အောင်အတန်နဲ့ဝင်သွားရစကားအသိမပြောရသေးဒါပဲ